မိဘမရှိပတ်စံမရှိတဲ့လူငယ်လေးတယောက်ကကိုယ့်ရဲ့အိမ်မက်ဝါဒနာယုံကြည်ရင်ဒေလီမျိုးတစ်တစ်လေးကနေစပြီးမွန်ဘိတ်ရဲ့ဘလ်ဝုဒ်အထိရောက်သွားနိုင်ခဲ့ပါတယ်အဲ့လူငယ်လေးကဘယ်သူဖြစ်မှာလဲရှာရုခန်ပဲဖြစ်ပါတယ်1965နိုဝင်ဘာ2ရက်လူဒန်းစာမိသားစုမှာမွေးဖွားခဲ့ပြီးငငယ်ကလေးကသူ့ရဲ့အိမ်မက်ဝါဒနာကြီးမှပဲမဲ့ကန်တရားဟာသူ့အပေါ်ရက်ဆက်ခဲ့ပါတယ်အသက်16နှစ်အရွယ်ရှာရုခန်ရဲ့အဖေဆုံးသွားခဲ့ပြီးတော့နှစ်လောက်ကြာတော့သူ့ရဲ့အမေပါဆုံးသွားခဲ့ပါတယ်ဒီလောက်ကြောင်တွေးခဲ့ရတာတော့သူ့ရဲ့စူးစမ်းခြင်းစိတ်ကလုံးဝမရက်တက်ခင်ပါဘူးဆက်ပိုင်မှာတော့ဇလန်တွင်ထက်မှာစတရုံဆုံးခဲ့ပြီးတော့လူတွေသူ့ကိုနည်းလောက်သတိထားပေမဲ့အောင်မြင်ဖို့လုံးဝမတေချခဲ့ပါဘူးနှစ်လောက်ကြာတော့သူကမူဘိတ်သွားပြီးတော့တရုတ်ဆောင်လောကထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆဆကျင်တော့တော်တော်လေးစူးစမ်းရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့အစာပိုင်းမှာတော့ small role တွင်ရခဲ့ပြီးတော့အခုအချိန်မှာလူတွေဟာတရုတ်ဆောင်လောကထဲမှာ king ရောက်လာပြီဆိုတာကိုနားလည်သွားကြပါပြီအခုအချိန်အိန္ဒိယတနိုင်ငံလုံးမှာသူ့ကို king khan လို့လူသိများကြပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်